ရင်းနှီးဟိုတီတပုံတွေကိုအမေရိကန်ကတိုက်ခိုက်နေပေမဲ့ဟိုတီတွေကတော့အမေရိကန်စစ်သင်္ဘောတွေကို48နာရီအတွင်းတတိယကြိမ်မြောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ကြေညာလိုက်ပါတယ်။ပင်လယ်နီမြောက်ပိုင်းကလူချင်းသင်္ဘော USS Harry Truman နဲ့ဖျက်သင်္ဘောတစ်စီးတို့ကို cruise ပုံကြီးတွေ drone တွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးတော့ရီမင်ကမ်းခြေနဲ့ဝေးရာကိုမောင်းထုတ်နိုင်ခဲ့တဲ့အတွက်အမေရိကန်ရဲ့လူကြောင်းတိုက်ခိုက်မှုအစီအစဉ်တွေပြတ်ပြားအောင်တိုက်ခိုက်ဟန့်တားနိုင်ခဲ့တယ်လို့ဟူတီအဖွဲ့ကဆိုပါတယ်။ဒီတိုက်ခိုက်မှုကပင်လယ်နီမြောက်ပိုင်းမှာလွန်ခဲ့တဲ့48နာရီအတွင်းတတိယအကြိမ်မြောက်တိုက်ခိုက်မှုလည်းဖြစ်တယ်လို့လည်းရေးသားထားပါတယ်။အမေရိကန်ကာကွယ်ရေးအရာရှိကတော့ဟိုတီတွေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ဟိုတီတွေကလိမ်လည်ပြောဆိုမှုတွေနဲ့မှားယွင်းတဲ့သတင်းတွေကိုဆက်ပြီးဖြန့်နေတာသူတို့ရဲ့တိုက်ခိုက်မှုရလဒ်တွေကိုတော့အချက်ကားပြောဆိုနေပြီးတော့အမေရိကန်ရဲ့တိုက်ခိုက်မှုရလဒ်တွေကိုတော့ရှော့ပြောထားတယ်လို့ပြောပါတယ်။ဒီတိုက်ခိုက်မှုအပြီးမှာလူထောင်ပေါင်းများစွာကအဆန္ဒပြမှုတွေလုပ်ခဲ့ပြီးတော့လူအုပ်ထဲမှာတနက်တွေဓားတွေကော်ရန်ကျန်းတွေကိုကင်ဆောင်ထားပြီးတော့အမေရိကန်သေးပါစီအစ္စရေးသေးပါစီလို့အော်ဟစ်ခဲ့ကြပါတယ်။ဒီဆန္ဒပြမှုတွေကိုမြို့တော်ဆန္ဒမှာပြုလုပ်ခဲ့ပြီးတော့ဟိုတီလှုပ်ရှားမှုရဲ့ငွေရင်းဒေတာဖြစ်တဲ့စန္ဒမှာလည်းလူအုပ်ကြီးတွေစန္ဒပြခဲ့ပါတယ်။ဂျမဟိုတီတိုင်းနဲ့အမန်မြို့တွေမှာလည်းစန္ဒပြမှုတွေရှိခဲ့တယ်လို့ဟိုတီတွေရဲ့ AI Masrat TV ကထုတ်လွှင့်ခဲ့ပါတယ်။ရီမင်ကဘယ်တော့မှနောက်မဆိုဘူးကျွန်တော်တို့ကအမေရိကန်တွေကိုစိန်ခေါ်တယ်ဇီယိုတွေကိုစိန်ခေါ်တယ်လို့ဆန္ဒမှာရှိတဲ့လူအုပ်ကိုလှုပ်ဆော်ပြောဆိုသူတယောက်ကပြောဆိုထားပြီးတော့လူအုပ်ထဲကလူတယောက်ကလည်းကျွန်တော်တို့ကတမန်တော်ရဲ့တားကောင်တွေလို့အော်ဟစ်ခဲ့ကြပါတယ်ဒီစန္ဒပြမှုတွေကအမေရိကန်ကပြီးခဲ့တဲ့စနေနေ့ကစပြီးတော့ရီမင်ကိုလေကြောင်းကနေစတင်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့နောက်ပိုင်းမှာဖြစ်လာခဲ့တာပါအမေရိကန်စစ်စေးဌာနချုပ်ကတော့အီရန်ကျိုးထောက်နောက်ခံပြုထားတဲ့ဟူတီတပုံတွေကိုလေကြောင်းကနေလက်ရှိချိန်ထိဆက်လက်တိုက်ခိုက်နေကြောင်းသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။အမေရိကန်ရဲ့ရွေးချက်ကတော့ဟိုတီတွေအနေနဲ့ပင်လယ်နီမှာရှိတဲ့သင်္ဘောတွေကိုတိုက်ခိုက်တာကိုရပ်တန့်သွားအောင်ဖိအားပေးတဲ့သဘောဖြစ်ပါတယ်။ဆိုတော့အမေရိကန်နဲ့ဟိုတီတပုံတွေရဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့အမြင်ဘယ်လိုရှိလဲ။ကိုယ့်မြင်သဘောထားတွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။